ပြီးခဲ့တဲ့ပိုင်းမှာတော့မင်းသမီးပိုင်းလက်ကနေထွက်ပြေးလာခဲ့တဲ့လူကဟိုတယ်တစ်ခုကိုရောက်ရှိလာခဲ့ပါတယ်ဟိုတယ်ကိုရောက်တဲ့အခါမှာတော့သူကလင်္ကာကိုင်းသားတစ်ယောက်ဖြစ်ပြီးနိုင်ငံဝင်းမျိုးဘက်ကိုသွားကျင်တဲ့အတွက်ကြောင့်မို့လို့သူ့ကိုလိုက်ဖို့ပေးနိုင်မဲ့လိမ့်ဆန်စီရော်ရင်တကောင်ကိုရှာပေးဖို့ဟိုတယ်ဝန်ထမ်းကိုတောင်းဆိုလိုက်ပါတယ်ဒါပေမဲ့ဟိုတယ်ဝန်ထမ်းကမယုံပဲလင်္ကာကိုင်းသားဖြစ်ကြောင်းတက်တည်ပြနိုင်မဲ့အရာတစ်ခုခုကိုလုပ်ပြဖို့လူကိုပြောလိုက်ပါတယ်လူကသူ့မှာတက်တည်ပြစရာမရှိတာကြောင့်ထူးထူးဆန်းဆန်းအမူအရာတချို့ကိုလုပ်ပြလိုက်ပါတယ်ဝန်ထမ်းကလည်းအဲ့ဒီအမူအရာကိုတစ်ခါမှမမြင်ဘူးတာကြောင့်မှတ်တမ်းစာအုပ်တွေကိုလိုက်လံရှာဖွေကြည့်လိုက်ပါတယ်စာအုပ်ထဲမှာလည်းမတွေ့တာကြောင့်မို့လို့နောက်တစ်ခေါက်ထပ်လုပ်ပြဖို့လူကိုပြောလိုက်ပါတယ်ဒါပေမဲ့လူကမလုံနိုင်ဘူးလို့ခက်တီတီနဲ့ပြောလိုက်တာကြောင့်ဟိုတယ်ဝန်ထမ်းကလည်းလူကိုလင်္ကာကိုင်းသားဖြစ်တယ်လို့အတိပြုပေးလိုက်ပါတယ်အတိပြုချက်ရသွားပြီဖြစ်လို့သူ့အတွက်လေချောင်းကနေသွားနိုင်မဲ့တိတ်ငက်ဒါမှမဟုတ်ရင်ရေပင်ကနေအမြန်သွားနိုင်မဲ့လင်းမြန်တဲ့ကြက်သေးတစ်ကောင်ကိုပေးဖို့ဟိုတယ်ဝန်ထမ်းကိုပြောလိုက်ပါတယ်ဟိုတယ်ဝန်ထမ်းကလည်းလင်္ကာကိုင်းကစရင်ကနေဖယ်ရှားခံရပြီဖြစ်တာကြောင့်သူလိုချင်တဲ့အကောင်တွေပေးလို့မရကြောင်းလူကိုပြောလိုက်ပါတယ်လူကလည်းအဲ့ဒီစကားကိုကြားတော့အံ့အားသင့်သွားခဲ့ရပါတယ်ဒါကြောင့်ထိန်းချုပ်ရခက်တဲ့ဝိုင်ရိုင်းတစ်ကောင်ကိုပဲစီးကလင်္ကာဝင်းမျိုးကိုအမြန်ဆုံးခီးနှင်လိုက်ပါတယ်လန်ဒရှော့မှာလည်းလင်္ကာကိုင်းကသူတည်သွားတာကြောင့်အဆင့်ဘီကနေအဆင့်ဒီအထိအလျှော့ခံလိုက်ရပြီးစရင်တဲကနေပါဖယ်ထုတ်ခံလိုက်ရတဲ့အကြောင်းတွေကိုမျိုးလုံးထဲမှာမြင်အောင်နေပါတော့တယ်နောက်တစ်ခါမှာတော့လင်္ကာကိုင်းကစပိုမှုတယောက်ကအစားအသောက်တွေအများကြီးချက်ထားတာကိုဒရန်တယောက်မြင်သွားခဲ့ပါတယ်သူတို့ကိုင်းကအခြေအနေဆိုးနေရကြောင်းအစားအသောက်တွေကိုအလဟတ်မပြုံးတီးတင်ဘူးလို့ဒရန်ကစပိုမှုကိုပြောလိုက်ပါတယ်အဲ့ဒီနောက်မှာတော့လူကလင်္ကာဝင်းမျိုးကိုရောက်လာပြီးဝိညာဉ်သားရဲ့ကုသရေးဌာနကိုသွားကသူ့ရဲ့ဝိညာဉ်သားရဲ့နှကောင်ကိုကုသပေးဖို့အပ်ခဲ့လိုက်ပါတယ်အဲဒီနောက်စာအုပ်ဆိုင်ကိုသွားပြီးကာကွယ်ရေးဘူပေါင်းကျွမ်းကျင်မှုစာအုပ်ကိုဝယ်လိုက်ပါတယ်ဆိုင်ဝင်တန်းကစာအုပ်ကိုလူစီကမ်းပေးလိုက်ရင်စာအုပ်ကဒီတော့ပဲကျန်တော့တာဖြစ်ကြောင်းပြောလိုက်ပါတယ်အဲဒီနောက်လူကစာအုပ်ကိုယူမလို့လို့တော့အနောက်ကနေမိန်းကလေးတယောက်ကိုဖမ်းခေါ်လာတဲ့ကစိမ်းတယောက်ရောက်လာပြီးစာအုပ်ကိုဈေး3လပို့ပေးမှဖြစ်လို့သူ့ကိုရောင်းဖို့ပြောလိုက်ပါတယ်ဒါပေမဲ့ဆိုင်ဝင်တန်းကလူကအရင်ဝယ်တာဖြစ်လို့စာအုပ်ကိုလူပဲပိုင်တယ်လို့ပြောလိုက်ပါတယ်အဲဒီစကားကိုကြားတော့ကစိမ်းကစိတ်တူသွားပြီးဆိုင်ဝင်တန်းနားကိုကတ်လာကသူ့နာမည်ကတူရီလို့ခေါ်ပြီးသူလိုချင်တဲ့အရာကိုမရရအောင်ယူတတ်တယ်လို့ပြောလိုက်ပါတယ်သူ့ရဲ့ဝိညာဉ်သားရဲ့ကိုထုတ်ကတိုက်ခိုက်ဖို့ပြင်လိုက်ပါတယ်ဒါပေမဲ့လူကရက်လိုက်တော့လို့အော်ပြောလိုက်ပါတယ်ယူရီလည်းလူကိုမြင်တော့အတိမိတ်ဆွေဖြစ်နေတာကြောင့်အော်သွားခဲ့ရပါတယ်နောက်တစ်ခါမှာတော့ယူရီကလူကိုစားတောက်ဆိုင်တစ်ဆိုင်ကိုခေါ်ပြီးအခန့်နေခဲ့ပါတယ်လူကအငမ်းမရစားတောက်နေတာကြောင့်ယူရီကအံ့ဩနေခဲ့ရပြီးဘယ်ကိုရောက်ပြီးဘာတွေလုပ်နေခဲ့ရလဲလို့လူကိုမေးလိုက်ပါတယ်အဲ့ဒီခါလူကခွေးလေးတစ်ကောင်ကိုမွေးပြီးအပင်နေစိုက်ပျိုးကနေခဲ့တယ်လို့ရှောက်ပြီးလိန်ပြောလိုက်ပါတယ်အဲ့ဒီနောက်မှာတော့လူကသူ့ကိုခုလိုအခန့်နေတဲ့အတွက်ယူရီကိုဘယ်လိုကျေးဇူးပြန်ဆက်ရမလဲလို့မေးလိုက်ပါတယ်ယူရီကလည်းကျေးဇူးဆက်စရာမလိုဘဲနဲ့တကယ်ကျေးဇူးတင်နေဆိုရင်တော့ရဲတူတူမတောက်ရတာကြာပြီဖြစ်လို့သူနဲ့အတူတူတောက်ပေးဖို့ပြောလိုက်ပါတယ်အဲ့ဒီခါမှာတော့လူကကျင်တော့သူ့ကိုင်းတိုင်းနဲ့အတူတူတောက်တော့တခွက်ထဲနဲ့အသီးစိတ်လွတ်သွားခဲ့ဘူးတာကြောင့်ရဲမတောက်ချင်ပေမဲ့လည်းယူရီကသူ့ပေါ်မှာကျေးဇူးရှိဘူးတာကြောင့်တောက်ဖို့ရွေးချယ်လိုက်ပါတယ်ကျင်တော့တခွက်ထဲနဲ့အသီးစိတ်လွတ်သွားခဲ့ပေမဲ့အခုတော့အများကြီးတောက်နေရတော့ဘာမှမဖြစ်တာကိုလူကကိုတတိထားမိသွားပါတယ်ယူရီကတော့အရက်ချိန်ကြောင်မောက်သွားခဲ့ပါတယ်လူကလည်းစာအုပ်ကိုယူကယူရီဖမ်းခေါ်လာတဲ့ကောင်မလေးကိုလွတ်ပေးလိုက်ပြီးသူ့တငယ်ချင်းတွေရှိတဲ့လင်္ကာကိုင်းကိုထွက်သွားပါတော့တယ်လင်္ကာကိုင်းမှာတော့လူတချို့ရောက်နေပြီးလင်္ကာကိုင်းကိုသိမ်းပိုက်ဖို့ကြိုးစားနေကြပါခိုင်းသားတယောက်ကိုလည်းထိခိုက်အောင်လုပ်လိုက်တာကြောင့်ဒရန်ထွက်လာပြီးအနိုင်ကျင့်တဲ့သူတွေကိုထွက်သွားဖို့ပြောလိုက်ပါတယ်အနိုင်ကျင့်တဲ့သူတွေကထွက်မသွားဘဲနဲ့ဒရန်ကိုတိုက်ခိုက်ဖို့အတွက်ဝိညာဉ်သားရဲတွေကိုထုတ်လိုက်ပါတယ်ဒရန်ကလည်းပြန်တိုက်ခိုက်ဖို့အတွက်သူ့ရဲ့ဝိညာဉ်သားရဲဖြစ်တဲ့အရေးကြောင်ကိုဆင့်ခေါ်လိုက်ပါတယ်အဲဒီနောက်မှာတော့အရေးကြောင်ကရန်သူတွေရဲ့ဝိညာဉ်သားရဲတွေကိုလင်းမြန်တဲ့အချိန်နဲ့စတင်တိုက်ခိုက်ပါတော့တယ်တိုက်ခိုက်နေရင်ရန်သူတယောက်ကလင်္ကာကိုင်းသားတယောက်ကိုဥတီချက်ပြောင်းပြီးတိုက်ခိုက်လိုက်တာကြောင့်ဒရန်ရဲ့အရေးကြောင်ကကယ်တင်မှုစူးစမ်းလိုက်ပေမဲ့ရန်သူရဲ့တိုက်ခိုက်ချက်ထိသွားတာကြောင့်တိတ်ဆုံးသွားခဲ့ရပါတယ်နောက်တစ်ခါမှာတော့လူကလင်္ကာကိုင်းကိုရောက်လာပြီးသူမရှိတဲ့တစ်နှစ်အတွင်းမှာစိုးရသာပျက်စီးနေတဲ့သူတို့ရဲ့ကိုင်းကြီးကိုမြင်လိုက်ရပါအိမ်တော်ထဲကိုဝင်လိုက်တဲ့အခါမှာတော့ကိုင်းသားတချို့နဲ့ဒဇိန်းတွေတိုက်ခိုက်နေကြပြီးအရေးကြောင်ကိုဒဇိန်းတွေရဲ့ဝိညာဉ်သားရဲတွေကကချီထားတာကိုမြင်လိုက်ရပါဒရန်ကလည်းသူ့ရဲ့ဝိညာဉ်သားရဲတည်ဆုံးသွားတာကြောင့်ညားတောင်စိတ်မကောင်းဖြစ်ပြီးငိုနေပါတော့တယ်အဲ့နောက်မှာတော့ရန်သူတွေကအိမ်တော်နဲ့ဂိုင်းထဲကကောင်မလေးတယောက်ကိုတိမ်းဖို့ကြိုးစားပါတော့တယ်အဲ့ဒီအချိန်မှာပဲလူရဲ့ဝိညာဉ်သားရဲဖြစ်တဲ့အမွေးပွားခွေးကရန်သူတွေနဲ့သူတို့ရဲ့ဝိညာဉ်သားရဲတွေအပေါ်ဆွန့်လိုက်ပါတယ်လူကလည်းလင်္ကာကိုင်းကိုထိရင်သူနဲ့ညှိမယ်လို့ပြောလိုက်ပါတယ်အဲ့ဒီစကားကိုကြားတော့ရန်သူတွေရဲ့တယောက်ကလူတို့ကိုတိုက်ခိုက်ဖို့သူ့ရဲ့ဝိညာဉ်သားရဲကိုအမိန့်ပေးလိုက်ပါတယ်ဒါပေမဲ့လူရဲ့အမွေးပွားခွေးကတစ်ချက်တည်းနဲ့အမောက်သိပ်ပေးလိုက်ပါအမွေးပွားခွေးလေးတစ်ကောင်ကဝိညာဉ်သားရဲတစ်ကောင်ကိုအသာလေးအနိုင်ယူသွားတာကိုမြင်ရတော့ရန်သူတွေလည်းအံ့အားသင့်သွားကြပါတယ်အဲ့နောက်မှာတော့ရန်သူအားလုံးကချက်ချင်းသူတို့ရဲ့ဝိညာဉ်သားရဲတွေကိုဆင့်ခေါ်ပြီးလူနဲ့သူ့ရဲ့ဝိညာဉ်သားရဲတွေကိုတိုက်ခိုက်ဖို့ကြိုးစားကြပါတယ်ဒါပေမဲ့လူကဝိညာဉ်သားရဲတွေကိုအပြင်ဘက်ကိုမျှဖော်သွားလိုက်ပါတယ်ပြင်ဘက်ကိုရောက်တဲ့အခါမှာတော့ဝိညာဉ်သားရဲတွေတစ်ကောင်မှမရှိတော့တာကိုရန်သူတွေမြင်လိုက်ရပါတယ်
လူကဝိညာဉ်သားရဲတွေကိုဝေလာငါးကစားပစ်လိုက်ပြီလို့ပြောလိုက်ပါတယ်ဝေလာငါးလိုတန်ကြားလိုက်တာနဲ့ရန်သူတွေအကုန်ကြောင်းလန့်သွားကြပါလွန်ခဲ့တဲ့တစ်နှစ်ကဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေကြောင့်ဝေလာငါးတွေမွေးခွင့်မရှိဘူးလို့ပြောပြီးလူကိုအပွဲစည်းနဲ့တိုင်ကြားမယ်လို့ရန်သူတွေကခြောက်လန့်လိုက်ပါတယ်ဒါပေမဲ့လူကလည်းမင်းတို့တွေမတိုင်ခင်မှာဝေလာငါးကမင်းတို့ကိုအရင်စားပစ်နိုင်တယ်လို့ပြောလိုက်တာကြောင့်ရန်သူတွေလည်းခဏနဲ့တင်မှတသားတဲ့ကြောင်ထပ်ပြေးပါတော့တယ်အဲ့နောက်မှာတော့ဂျိုးကလူစီကိုထွက်လာပြီးသူတို့ကိုကူညီပေးရတဲ့အတွက်ကျေးဇူးတင်ကြောင်းပြောလိုက်ပါတယ်လူကလည်းဂျိုးကိုမြင်တာနဲ့ပွေ့ဖက်လိုက်ပြီးသူဘယ်သူဆိုတာပြောတော့မဲ့အချိန်မှာပဲသူ့ကိုထောင်ချောက်ဆင်ခဲ့တဲ့သူကသူနဲ့ရင်းနှီးတဲ့သူတွေကတယောက်ဖြစ်နိုင်တယ်ဆိုတာကိုသတိရသွားခဲ့ပါတယ်ဒါကြောင့်မို့လို့သူဘယ်သူဆိုတာကိုမပြောတော့ပဲဂျိုးကသူ့မိတ်ဆွေတယောက်နဲ့တူရဲလို့ပြောပြီးသူ့ကိုယ်သူလူဖြစ်တယ်လို့မိတ်ဆက်လိုက်ပါတယ်အဲ့နောက်မှာတော့လူကသူ့ရဲ့ဂိုင်းသားဟောင်းတွေရဲ့ခြေနေကိုကြည့်ဖို့အိမ်တော်ထဲကိုဝင်သွားလိုက်ပါတယ်ဂျိုးကလူကိုဖန်နဲ့တူရဲလို့ထင်လိုက်ပေမဲ့သူမအမြင်မှားတာပဲလို့တွေးလိုက်ပါတယ်ဂျိုးကလူကိုဂိုင်းသားတွေနဲ့မိတ်ဆက်ပေးလိုက်ပါတယ်လူကဒရန်ကိုကြည့်လိုက်တဲ့အခါမှာတော့သူ့ရဲ့ရိတ်ကြောင်လေးတေဆုံးသွားတာကြောင့်ဝမ်းထဲနေရအောင်မြင်လိုက်ရပါတယ်အဲ့နောက်မှာတော့ဒရန်ကသူ့ရဲ့ဝိညာဉ်သားရဲ့တေဆုံးသွားတာကြောင့်လင်္ကာကိုင်းမှာနေရတာဟာဒိဗယ်မရှိတော့ဘူးလို့ပြောပြီးကိုင်းကနေသူထွက်တော့မယ်လို့ပြောလိုက်ပါတယ်လူကလည်းသူဒရန်နဲ့ပထမဆုံးတွေ့ဆုံခဲ့ပုံလေးတယောက်နဲ့တယောက်အရန်ကိုရင်းနှီးလာခဲ့ပုံတွေကိုပြန်မြင်အောင်နေမိပြီးဒရန်ကိုကိုင်းကနေထွက်မသွားစေချင်တာကြောင့်သူကူညီပေးမှဖြစ်လို့ကိုင်းကနေထွက်မသွားဖို့ပြောလိုက်ပါတယ်ဒရန်ကသဘောကျတာပဲမောလိုက်ပြီးသူကလူထက်ပိုတန်မာတာဖြစ်လို့လူရဲ့ကူညီကိုမလိုအပ်ဘူးလို့ပြောလိုက်ပါတယ်ပြီးတော့လည်းဘယ်ကလာမှမသိတဲ့လူတစ်ယောက်နဲ့သူတို့ဟာအတူတူပူပေါင်းမှာမဟုတ်ဘူးလို့လည်းပြောလိုက်ပါတယ်။ဂျိုးကလည်းမသွားဖို့တားလိုက်ပေမဲ့ဒရန်ကတော့ထပ်သွားဖို့ပဲရွေးချယ်ခဲ့ပါတယ်။ပြီးတော့ဂိုင်းရဲ့ခေါင်းဆောင်ဖြစ်တဲ့ဖန်တီဆုံးသွားကြတဲ့ကဂိုင်းရဲ့တောင်းချင်းဆိုးချင်းတွေအားလုံးဟာဖန်နဲ့အတူပါသွားပြီဖြစ်လို့သူတို့ကလည်းဂိုင်းထဲကနေထပ်သွားတင်တယ်လို့ပြောလိုက်ပါတယ်။ခြားဂိုင်းသားတွေကလည်းဒရန်ပြောတာမှန်တယ်လို့တွေးပြီးဂိုင်းထဲကနေထပ်သွားဖို့ခေတ်ဆင်ကြပါဂျိုးနဲ့လူကသူတို့ကိုထွက်မသွားကြဖို့တားနေပေမဲ့ဂိုင်းသားတွေကသူတို့ရဲ့စကားတွေကိုပြီးမဆိုင်ကြတော့ပဲထပ်သွားကြပါတော့တယ်။လူကသူ့ရဲ့ဂိုင်းတွေဝဲသွားတာကိုမြင်ရတော့များတော့စိတ်မကောင်းဖြစ်နေပြီပြဿနာတွေအားလုံးကိုသူခေရှင်းပြီးကိုင်းကိုအရေးလိုပြန်တင်အောင်ပြန်တိဆောက်ပေးမှဖြစ်လို့သူ့ကိုအချိန်နဲ့တော့ဆောင်ပေးပါလို့တိုးတိုးလေးရေရွတ်လိုက်ပါတော့တယ်